အိမ်မက်ညူဟာဘဝကျင်ပေါ်ဖြစ်တဲ့မိန်းကလေးတယောက်ဆိုသေကြအဲ့ဒီအတွက်ငါအိမ်မက်ညူသဘောကျကျွန်တော်လုံးဝသဘောမတူကိုကြီးမင်းကတော့အမွေဖြတ်လို့မရပါဘူးကွာကျွန်တော်အကိုကြီးကိုကောင်းစားစေချင်လို့ဂုံးသိက်ကဒီကိစ္စမှာဆိုလို့ပြောနေရနော်ကိုကြီးဩသားသမီးကိုကောင်းစားစေချင်တဲ့မိဘရဲ့စေတနာမျိုးပေါ့ဟုတ်လားဂုံးသိက်ကတူရဲ့အထက်တန်းလာမိန်းကလေးမျိုးယူတင်တာပေါ့ငါဖွင့်ပြောလိုက်လို့အိမ်မက်ညူလက်မခံဘူးဆိုလို့ရှိရင်တမျိုးပေါ့ကွာသူ့ကိုမယူစေချင်ရင်သူငါ့ကိုလက်မခံအောင်မင်းကြိုးစားဖို့မဟုတ်ဘူးလားဟဲ့အောင်လေကားပေါ်မြန်ဆင်းကြလားမင်းမမလေးကဆက်လိုက်ပို့လိုက်တွေ့တယ်မလားလက်တက်ပါတက်ဘူးဟာတက်ပါလို့တက်လိုက်ပါအနည်းဆုံးတော့ဘယ်တကားကတက်တာလားဒါပေါ့ဟုတ်ပါတယ်မကြောက်ပါနဲ့ကားတင်မပြေးပါမလေးကားတင်ပြေးရင်မြန်ခန်းနဲ့မျိုးစားမြန်မှတ်နေလားပပကြောင့်သိအောင်ပညာပြရသေးအောင်မင်းဘာဖြစ်လို့ရင်တော့ရေးမှလဲမင်းမင်းမေတ္တာရှိလို့စေတနာနဲ့လိုက်ဖို့မယ်ပြောတော့မင်းဘာမှကိုရီလက်ရောက်စော်ကားကြမလို့မင်းဘာလို့ဝင်လာလဲလူကသူလိုက်ချင်ရိုက်ပါငါကြည်ရင်နဲ့ကြည်ရိုက်ခံနေပါဖက်ချင်လိုက်မင်းယူနေလားဒီလိုငွေမက်ဂုံမက်မာနရင်နဲ့မောက်မာနဲ့မိမမျိုးဘာမှလွမ်းနေကြမလို့ကိုလူကကိုကြီးကိုဖွင့်ပြောပဲနဲ့ဘာလို့ခိုးလို့နေရလဲအဲ့ဒီကိစ္စရှင်းပြလိုက်ရင်အိမ်မက်စိတ်ဆိုးရလိမ့်မယ်အိမ်မက်ကဘာလို့စိတ်ဆိုးရမှာလဲအဲ့ဒါကိုရှင်းပြရမယ်ရှင်းပြလေအိမ်မက်စိတ်ဆိုးအောင်လို့ကြိုးစားကြည့်အိမ်မက်ကိုကျွန်တော်ရမ်းစစ်တယ်ဟာအိမ်မက်တို့စိတ်ဆိုးရမှာပြောလေဖြေအောင်အိမ်မက်ဟိုမှားကြရမှားကြလေကျမအိမ်မြန်နောက်ကြနေပြီဟာနောက်မကြပါဘူးဒီကောင်းကလည်းအိမ်ရှိထိလိုက်ဖို့မှာဟုတ်ပါသူပြောရတော့ဟိုပါလေအဖြေလေးကိုအားလေးပြောလို့ဒီမှာယူသားသားမပြောပါဘူးလို့သတိပေးထားတယ်ဟုတ်ပါတယ်ဒါပေမဲ့ဟုတ်တယ်လေဒါရီသားစကားပြောတာမဟုတ်လားအဖြေတောင်းတဲ့ဥစ္စာဟုတ်ပါတယ်ဟိုအဖြေတောင်းတာပါကွာဟောရှင်ကျမစီအဖြေလို့ကျွန်တော်ဒီစိုက်ကငါပြီးတော့တမင်သက်သက်ကြံထုတ်တာမို့လားဟဟလားဒါဒီလိုရှိပါတယ်ဘဘရဲ့ဟိုလမ်းသွားရဲနဲ့လေဘဘကိုလိုက်စကားပြောရင်ဘဘအိမ်ကြီးပြတ်မှာဆိုလို့ဒီမှာအိမ်မက်ညကကျွန်တော်ကိုချစ်ပါရဲ့လို့ပြန်ပြီးရစာမင်းဖက်ကြည့်ဟိုရဲကိုတော်ဝမ်းနေပါလားစိတ်မကောင်းပါဘူးကိုကြီးဟာကျွန်တော်ရဲ့စေတနာကိုကြီးနဲ့သူနဲ့မနီးစပ်စီခြင်းလို့ပါဟာမင်းစေတနာလည်းတမျိုးကြီးပါလားကွာငါနဲ့အိမ်မက်ကိုမင်းကသဘောမတူတာမနီးစပ်စေချင်တာတခုတည်းနဲ့သူ့စီရအချစ်ကိုမင်းကရအောင်ယူခဲ့တယ်ရှင်တော်တော်သလားတဲ့ကောင်းတဲ့လူပဲနော်ကိုစင်းတဲ့ထောင်ကြောင့်ကိုပြန်နေပြီးတော့ဘယ်လိုခံစားရလဲမင်းခဲ့ပါရှင်လိုလူမျိုးအတွက်နဲ့တန်မိုးရှိတဲ့အချိန်တွေကိုအလားအတာထုံးတိမခံနိုင်ဘူးစပတ်သွားရမယ်ရှင်ပြောတဲ့အတိုင်းရှင်ကိုကြည်ကြည်နဲ့နဲ့ကျမရင်ထဲကနေပြီးပိုင်ထုတ်လိုက်ပါမယ်